ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည်2026ခုနှစ်ဩဂတ်လ18ရက်နေ့တွင်အေရရီတိုင်းဒေသကြီးပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ပါသည်။ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည်ယနေ့နေ့လယ်12:50မိနစ်အချိန်တွင်အေရရီတိုင်းဒေသကြီးလွှတ်တော်အဆောက်အဦရှိဘန်ကွေဟော်၌အေရရီတိုင်းဒေသကြီးပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ပြီးပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကအဖွင့်အမှာစကားပြောကြားရာတွင်လွှတ်တော်နားချိန်တွင်ယခုကဲ့သို့ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအားလုံးနှင့်တွေ့ဆုံရတဲ့အတွက်ဝမ်းမြောက်ပါကြောင်းအားလုံးချမ်းသာကြစေရန်ဆုမွန်ကောင်းတောင်းပါကြောင်းဦးစွာပြောကြားခဲ့ပါတယ်။ထို့နောက်လွှတ်တော်ဆိုသည့်စကားရဲကိုအထိပ္ပယ်အမျိုးမျိုးဖွင့်ဆိုကြတော့လေလွှတ်တော်သည်မဲဆန္ဒနယ်မြေလိုက်ပြည်သူများမှရွေးချယ်တင်မြှောက်ထားသောကိုယ်စားလှယ်များစုစည်းရာနေရာဖြစ်ကြောင်းပါတီကိုကိုစားပြုသည့်နေရာမဟုတ်ပဲကိုယ်စားလှယ်အားလုံးကိုတန်းတူညီမျှ equity ဖြစ်ရန်လိုအပ်ကြောင်းထို့ပြင်ပြည်သူကရွေးချယ်ပေးထားသည့်တရားဝင် legitimacy အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါတယ်။ဆက်လက်၍မြန်မာနိုင်ငံလွှတ်တော်အဖွဲ့၏ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များကိုရှင်းလင်းပြောကြားရာတွင်၁အစိုးရတည်ရင်ဖြစ်ပေါ်လာတိုင်းနိုင်ငံတော်မန်တိုင်း၃ရပ်ရဲ့ခေါင်းဆောင်များကိုလွှတ်တော်ကရွေးချယ်တင်မြှောက်ရခြင်းနှင့်ဥပဒေပြုရေးတာဝန်အရလက်ရှိမြန်မာနိုင်ငံတွင်တည်ဆဲဥပဒေ130ရှိပြီးရင်းဥပဒေများကိုလိုအပ်ချက်ခေတ်စနစ်များနှင့်အညီပြင်ဆင်ခြင်းဖြည့်စွက်ခြင်းရှုပ်သိမ်းခြင်းဥပဒေသစ်များပြဋ္ဌာန်းခြင်းတို့ကိုဆောင်ရွက်ရခြင်း၃ပြည်သူကိုစားပြု၍ပြည်သူများ၏ခံစားချက်များနှင့်လိုအပ်ချက်များကိုအစိုးရထံတင်ပြပေးရခြင်း၄မန်တိုင်း၃ရက်အကြာအပြန်အလှန်ထိန်းချောင်းရေးလုပ်ငန်းများကိုဆောင်ရွက်ရခြင်းတို့ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ထို့ပြင်ရေးရာကော်မတီများသည်ပြည်ပနိုင်ငံများတွင်လွှတ်တော်ငယ်များဟုတင်စားခေါ်ကြပြီးလွှတ်တော်၏အရေးပါသည့်တောက်တိုင်များဖြစ်ကြောင်းလည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ရှင်းအောင်လွှတ်တော်ခန္ဓာဖွံ့ဖြိုးတိုးတက်ရေးအတွက်9နှစ်မဟာဗျူဟာစီမံကိန်းချမှတ်အကောင့်ထဲပေါ်သွားမည်ဖြစ်ကြောင်းဥပဒေပြုရေးကဏ္ဍကိုပုံမူထိရောက်စေရန် No Parliament, See Parliament, Trust Parliament ဟူသည့်ရည်မှန်းချက်များအတိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီး No Parliament ဖြစ်စေရန်လွှတ်တော်လုပ်ငန်းစဉ်များကိုပြည်သူများပုံမူသိရှိနိုင်ရေးအတွက်လူမှုကွန်ရက်ဆိုရှယ်မီဒီယာများသတင်းမီဒီယာများဗီဒီယိုအနှစ်ချုပ်များမှတဆင့်ကြည်ကြဲပြန့်ပြန့်အသိပေးဆောင်ရွက်သွားရန်လိုအပ်ကြောင်းစီပါလီမန်ဖြစ်စေရန်အဖွဲ့အစည်းများအားလွှတ်တော်သို့ဖိတ်ကြား၍လက်တွေ့လုပ်ငန်းစဉ်များကိုလေ့လာနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းJoint Parliament အနေဖြင့်ပြည်သူများကိုယ်တိုင်ဥပဒေချမ်းများပေါ်ကြံပြုဆွေးနွေးနိုင်ရေးကြားနာပွဲများတွင်ပါဝင်နိုင်ရေးတို့ကိုအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းရှင်းသူဆောင်ရွက်ခြင်းဖြင့် Trust Parliament အဆင့်သို့ရောက်ရှိလာပြီးပြည်သူများ၏ယုံကြည်မှုကိုရရှိစေလာမည်ဖြစ်ပါကြောင်းထို့ကြောင့်ကိုယ်စားလှယ်များအနေဖြင့်ပြည်သူများအားကိုးယုံကြည်နိုင်သည့်လွှတ်တော်တရက်ဖြစ်လာစေရန်ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ပါကြောင်းပြောကြားခဲ့ပါတယ်ဆက်လက်၍တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသိန်းထွန်းမှတတိယကြိမ်လွှတ်တော်လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ပါဝါပွိုင်ဖြင့်ရှင်းလင်းတင်ပြခဲ့ပြီးလွှတ်တော်ကိုယ်စားလှယ်များ၏ဆွေးနွေးတင်ပြချက်များအပေါ်တွင်လည်းပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှလိုအပ်သည့်များပေါင်းဆက်ညှိနှိုင်းပေးခဲ့ကရေးရာကော်မတီများပုံမူအားကောင်းစွာဆောင်ရွက်နိုင်ရေးကော်မတီကိစ္စရပ်များကိုလည်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။
ထို့နောက်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကဧည့်သည်တော်မှတ်တမ်းတွင်လက်မှတ်ရေးထိုး၍လွှတ်တော်စည်းဝေးခန်းမကိုလှည့်လည်ကြည့်ရှုခဲ့ပြီးညနေ9:30မိနစ်အချိန်တွင်တွေ့ဆုံပွဲရုပ်သိမ်းခဲ့ပါကြောင်းသိရှိရပါတယ်ရှင်။